ပြန်လန်းမဲ့မဲ့ကြော်စိုးဦးလို့ပြောချင်တာဒီနေ့ကြော်စိုးဦးကောက်လိုက်ပစ်တာနော်ကြော်စိုးဦးဖလန်းမှာဝါရဖြတ်မှုဆိုပြီးလိုက်သွားတာစီရီယန်တွေနဲ့ပေါ့ဗျာကားစီးပေါင်း20ဆိုင်ကယ်ပေါင်း150နဲ့ဖလန်းမြို့ကိုဝင်ဖို့လှုပ်တဲ့အချိန်မှာ CNF စီရီယန်တပ်ဖွဲ့ Syrian တူနာမည်ပေါ့နောက်ကတခုပါသေးတယ်ပေါ့ဗျာတပ်ဖွဲ့ကကြားပြက်တိုက်တာဘိုးကြီး2ယောက်8ယောက်မသာပေါ်ကျော်စိုးပါတဲ့ကားကိုလိုက်ပစ်အခုတော့လွတ်သွားသေးတယ်ဟဲ့လားအလူတော့လွတ်သွားသေးတယ်ပါတယ်ဘယ်နေ့မှာဖလန်းခွင်မှာမတာပေါ်မလဲဆိုတဲ့သတင်းကိုကျွန်တော်နားထောင်ရအောင်ဗျာနော်ဒီလိုကောင်မျိုးကလူပြည်မှာမရှိတိုက်ဘူးဗျအမြင်မတူတာဝီဘန်နာထောက်ပြတာကျွန်တော်လောက်ကြမယ်ရုပ်မာတာကိုတော့ကျွန်တော်ခွင့်ပြုကျော်စိုးလူကောင်မျိုးကိုဖလန်းကနေပြန်ခွင့်မပေးဖို့လိုတယ်အခုတော့ကတီးလေးလွတ်သွားသေးတယ်သိလားအဲ့ကောင်ကောင်းကိုလိုက်တက်တော့ဖလန်းခွင်မှာမင်းလောက်အောင်ပြေးပေါ့ကွာကျော်စိုးကနော်